ဖုန်းဆက်ပိတ်လိုက်တာနဲ့ဒီမှာနိုင်ပုံလေးပေါ်လာတယ်နော်ဒီလိုပုံစံလုပ်ချင်တဲ့ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါအဲ့လိုလုပ်ဖို့အတွက် setting ထပ်ကိုဝင်မယ်ဒီမှာ personalization ဆိုတဲ့ setting ကိုရှာရမှာဖြစ်ပါတယ်ဒီမှာနော်ဒီ setting ကိုနှိပ်လိုက်ပါဒီကောင်ကိုနှိပ်ပြီးရင်ကျွန်တော်ဒီမှာ always on display ဆိုတဲ့ setting ကိုနှိပ်လိုက်ပါ okay ဒီကောင်ကိုနှိပ်ပြီးရင်ကျွန်တော်ဒီမှာအောက်ကိုဆွဲမယ်ဆိုရင်ဒီမှာနိုင်ပုံတွေအများကြီးပေါ်လာမှာဖြစ်ပါတယ်ဒီမှာနော်ဒီလိုပုံစံနိုင်ပုံတွေအများကြီးပေါ်လာမှာဖြစ်ပါတယ်ဒီမှာကိုကြိုက်တဲ့နိုင်ကိုရွေးချယ်လို့ရပါတယ်နော်ကိုကြိုက်တဲ့ပုံစံကိုဒီမှာရွေးချယ်လို့ရတယ်နော်ဒီမှာ digital ပုံစံနဲ့ရှိပါတယ်ဒီမှာနော်ဒီလိုပုံစံနဲ့ပေါ်လာမှာဖြစ်ပါတယ်နော်ဒီမှာကိုကြိုက်တဲ့ပုံစံကိုရွေးချယ်လို့ရတယ်ကျွန်တော်ဒီပုံစံကိုရွေးချယ်လိုက်မယ် okay ဒီကောင်ကိုရွေးချယ်ပြီးဒီမှာ apply ဆိုတဲ့အရှိရအောင်ပါနော်ဒီ apply ကိုနှိပ်လိုက်မယ်ပြီးဒီမှာ turn on ရှိရနော် turn on ကိုနှိပ်လိုက်မယ်ဒီမှာ apply successfully နော်ရပြီလို့ဒီမှာရေးထားတယ်တစ်ချက်ရမရကိုတစ်ချက်စမ်းကြည့်မယ်နော်ပေးလိုက်မယ်ခဏလေးဒီမှာဆောက်လိုက်မယ်ဒီမှာရသွားပါပြီနော်ဒီလိုပုံစံနဲ့တင်ရဖုန်းမှာနိုင်ထားလို့ရမှာဖြစ်ပါတယ်